ကဘာကျော်အရှင်မင်းသားဂျက်ကီချန်ချက်လီတိုနီဂျာတို့လိုလူမျိုးတွေကတော့စံထားပြီးတော့အတူယူရတယ်သူကဘာပေါ်မှာလူသားတည်သွားခဲ့ပေမဲ့နာမည်မသိဘဲနဲ့နှစ်ပေါင်း90ကျော်တန်လွှမ်းမိုးနေစေလူသားတယောက်သူဟာတာမန်ရုပ်ရှင်မင်းသားတယောက်မဟုတ်ပါဘူးသူဟာကိုကံမညာလောကကိုတော်လှန်ပြောင်းလဲပစ်ခဲ့တဲ့သူအာရှသားတွေရဲ့ဂုဏ်သိက္ခာကိုကဘာအလယ်မှာမြင့်တင်ပေးခဲ့တဲ့သူကတော့တိုက်ခိုက်ရေးဘရင်ဘရုစ်လီပါပဲဒါပေမဲ့ကျွန်တော်တို့သိထားတဲ့ဘရုစ်လီဟာတကယ်ပဲမှန်ကန်ရဲ့လားသူကတကယ်ပဲလူစွမ်းကောင်းတစ်ယောက်လားဒါမှမဟုတ်ဟောလီဝုဒ်ကဖန်တီးထားတဲ့ပုံရိပ်တစ်ခုလားဒီနေ့ဗီဒီယိုမှာတော့ Bruce Lee ရဲ့လူမသိသေးတဲ့ဘဝလှူအပ်ချက်တွေသူ့ရဲ့မယုံနိုင်စရာစွမ်းဆောင်ရည်တွေနဲ့ဘာကြောင့်သူဟာယနေ့ထိ legend တစ်ယောက်ဖြစ်နေရလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်1940ပြည့်နှစ်နိုဝင်ဘာလ29ရက်တရုတ်ပြည်ကတဲ့အရာနဂါးနဲ့နဂါးနိုင်မှာ Bruce Lee ကိုအမေရိကန်နိုင်ငံ San Francisco မှာမွေးဖွားခဲ့ပါတယ်သူ့အဖေဟာအော်ပရာမင်းသားတူဖြစ်တဲ့အတွက်သူဟာငယ်လေးကလေးကကင်မရာရှေ့မှာကြီးပြင်းခဲ့ရပါတယ်ဒါပေမဲ့သူတွေတိတ်မသိတာကသူဟာငယ်ကကျမ်းမာရေးအလွန်ချို့တဲ့သူပါသူမိဘတွေကသူ့ကိုစုံကွေရန်ကနေကာကွယ်ဖို့အတွက်ခလေးမလေးလိုဝတ်ဆင်ပေးခဲ့ပူပါတယ်ဟောင်ကောင်ကိုပြန်ရောက်တဲ့အခါမှာတော့သူဟာအေးစီကလေးတယောက်မဟုတ်ခဲ့ပါဘူးလမ်းမပေါ်ကရံပွဲမှာမပါရင်မနေနိုင်တဲ့လမ်းတရေလေးတယောက်ဖြစ်လာခဲ့ပါတယ်ဒီခါမှာတော့သူဟာဂိုင်းစတာတယောက်ရဲ့သားကိုထိုးကျဲမိရာကနေအန်နီရရှိလာတဲ့အတွက်သူမိဘတွေကကိုကံမညာတင်ခိုင်းခဲ့ရပါတယ်အသက်13နှစ်အရွယ်မှာဘရုစ်လီဟာကန်နဝင်ဆရာကြီးယင်မန်းစီမှာဝင်ချုံပညာရပ်ကိုစတင်သင်ယူခဲ့ပါတယ်အဲ့ဒီချိန်ကဝင်ချုံပညာရပ်ဟာအနီးကပ်တိုက်ခိုက်ရေးမှာအစွမ်းထက်ဆုံးလို့နာမည်ကြီးပါတယ်ဘရုစ်လီဟာတခြားတပည့်တွေထက်ထူးခြားပါတယ်သူကတနေ့ကိုနိုင်ပေါင်းများစွာမနားတမ်းလေ့ကျင့်တယ်လို့လေ့ကျင့်ရလုပ်နေရင်လည်းဘာကြောင့်ဒီလိုတိုက်ခိုက်ရလဲဆိုတဲ့မေးခွန်းတွေကိုအမြဲမေးလေ့ရှိပါတယ်သူကဒီစနစ်ထက်သဘောတရားကိုပို့ပြီးတော့နားလည်အောင်ကြိုးစားခဲ့တဲ့သူပါ1959ခုနှစ်မှာတော့သူ့ရဲ့ရန်ပွဲတွေကြောင့်မိဘတွေကစိတ်ပြက်ပြီးတော့လက်ထဲကိုဒေါ်လာ100ပဲထည့်ပေးပြီးတော့အမေရိကန်ကိုပို့လိုက်ပါတယ်အဲ့ဒီမှာသူဟာစားတော့ဆိုင်မှာပကံဆေးနဲ့ပဲကြောင်းတက်ခဲ့ရပါတယ်လူတော်များကဘရုစ်လီကိုကြွက်သားကြီးတွေနဲ့တိုက်ခိုက်ရေးသမားလို့ပဲမြင်ကြပေမဲ့တကယ်တော့သူဟာပညာတတ်တစ်ယောက်ပါသူဟာဝါရှင်တန်တက္ကသိုလ်မှာဒသနိကဗေဒကိုအဓိကထားသင်ယူခဲ့ပါတယ်သူစီမှာဒသနိကဗေဒနဲ့စိတ်ပညာစာအုပ်ပေါင်း2500ကျော်ရှိခဲ့ပါတယ်ထူးဆန်းတဲ့အချက်တစ်ခုကတော့ဘရုစ်လီဟာချာကခုန်ချင်းမှာဟောင်ကောင်ချန်ပီယံဖြစ်ခဲ့ပူပါတယ်သူ့ရဲ့မြန်ဆန်တဲ့ခြေလမ်းတွေဟာဒီကခုန်ချင်းကနေရလာတာပါဘရုစ်လီဟာတကယ်တော့အမြင်အာရုံအလွန်တိုတူဖြစ်ပါတယ်ဒါကြောင့်သူဟာမြင့်မှန်အထူးကြီးတက်ရလေးရှိပြီးတော့တိုက်ခိုက်တဲ့အခါမှာတော့တစ်ဖက်လူရဲ့လှုပ်ရှားမှုကိုအာရုံခံစားမှုနဲ့ပို့ပြီးတော့အားပြုတိုက်ခိုက်ခဲ့တာပါသူဟာလက်သီးနဲ့လူတက်နိုင်သူဖြစ်ပေမဲ့တနက်ကိုတော့အလွန်ကြောက်ပါတယ်တနက်ကိုဘယ်ကိုကယ်မညာနဲ့မှတားလို့မရဘူးလို့သူကအပင်ခံခဲ့ပူပါတယ်သူရဲ့ခြေထောက်တစ်ဖက်ဟာနောက်တစ်ဖက်ထက်တလက်မခွဲလောက်ပိုတိုနေပါတယ်ဒါပေမဲ့သူဟာဒီအားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းလဲခဲ့ပြီးတော့သူ့ရဲ့ကဘာကျော်ချီကင်ချက်တွေကိုဖန်တီးခဲ့တာပါသူ့ရဲ့လှုပ်ရှားမှုတွေကအမြန်လုံးလို့ရုပ်ရှင်ရတဲ့အခါကင်မရာကဖမ်းမမိတာကြောင့် frame တွေကို short ချပြီးတော့ရိုက်ခဲ့ရပါတယ်သူကလက်ညှိုးနဲ့လက်မနှစ်ချောင်းတွေကိုသုံးပြီးတော့ဂိုက်ထိုးနိုင်တဲ့စွမ်းအားလည်းရှိပါတယ်ဘရုစ်လီကကိုကံမညာတစ်ခုတည်းမှာပဲပိတ်မိနေတာကိုမကြိုက်ပါဘူးသူကအသုံးဝင်တာကိုပဲအသုံးဝင်တာကိုယူဆိုတဲ့သဒ္ဒနာနဲ့ချစ်ကွန်လို့ဆိုတဲ့ကိုပိုင်ကိုကံမညာစနစ်ကိုတီထွင်ခဲ့ပါတယ်သူ့ရဲ့အကြော်ကြောင်းစကားဖြစ်တဲ့ဒီဝါဒမိုင် friend မြေလိုဖြစ်ပါစေတကယ်ချင်းဆိုတာဟာတကယ်တော့ရှေးဟောင်းတရုတ်သဒ္ဒနာ1000ကနေဆင်းသက်လာတာပါဒီဟာအပြော့ပြောင်းဆုံးဖြစ်ပေမဲ့မာကျောတဲ့ကြောက်သုံးကိုတော့ဖြိုခွဲနိုင်တဲ့ဆိုတဲ့အယူဆကိုသူကလက်တွေ့ကြအသုံးချခဲ့ပါတယ်အစပိုင်းမှာအမေရိကန်မှာလူမျိုးရေးခွဲခြားမှုတွေကြောင့်အခက်အခဲရှိခဲ့ပါတယ်တကွင်းဟော့နဲ့ဇလန်တွေမှာကာတိုအဖြစ်တရုတ်ဆောင်ရင်လူသိများလာခဲ့ပေမဲ့အဓိကနေရာကနေပါဝင်ခွင့်ရဖို့ခက်ခဲနေပါသေးတယ်သူကိုယ်တိုင်ရေးသားထားတဲ့ကွန်ဖူဆိုတဲ့ဇလန်တွေကို Warner Bros ကညှင်းပယ်ခဲ့ပြီးတော့လူပြူမင်းသား David Carradine ကိုပဲတုံးခဲ့ပါတယ်ဒါဟာသူ့ကိုအကြီးအကျယ်စိတ်နာစေခဲ့ပါတယ်အမေရိကန်မှာနေရာမရတာနဲ့ဟောင်ကောင်ကိုခိတပြန်ပြီးတော့ The Big Boss, Fate of Fury, Way of the Dragon စတဲ့ရုပ်ရှင်တွေကိုရိုက်ကူးခဲ့ပါတယ်ဒီကားတွေဟာတကမ္ဘာလုံးကိုတုံလှုပ်စေခဲ့ပါတယ် Channel တွေနဲ့လူရိုးမမျိုးကိုလိုစီယမ်မှာတိုက်ခိုက်ခဲ့တဲ့အခန်းဟာတမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်ခိုက်ရေးခန်းဖြစ်လာခဲ့ပါတယ်1983ခုနှစ်ဇူလိုင်လ20ရက်နေ့မှာတော့တကမ္ဘာလုံးကိုတုံလှုပ်စေတဲ့တွင်ထွက်လာပါတယ်အသက်32နှစ်အရွယ်မှာပဲဘရုစ်လီဟာအုံနှောက်ရောင်ရမ်းတဲ့ဝေဒနာနဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်သူရဲ့တည်ဆုံမှုဟာယနေ့ထိလည်းအမျိုးမျိုးပြောဆိုနေကြဆဲဖြစ်ပါတယ်ဘရုစ်လီကွယ်လွန်ပြီးနောက်မှာပိုပြီးထူးဆန်းတာကတော့သူ့ရဲ့သားဖြစ်သူဘရန်ဒိုနီပါပဲဘရန်ဒိုနီဟာလည်းသူ့အဖေလိုပဲရုပ်ရှင်မင်းသားဖြစ်လာခဲ့ပြီးတော့အောင်မြင်ကနေအချိန်မှာ The Crow ရုပ်ရှင်ရပ်ကွင်းပေါ်မှာကြီးစံအစ်စ်မှန်ပြီးတော့အသက်28နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ပါတယ်အဖေကအသက်32နှစ်သားကအသက်28နှစ်နှစ်ယောက်စလုံးဟာအောင်မြင်မှုရဲ့အထွတ်ထိပ်မှာထူးထူးဆန်းဆန်းကွယ်လွန်ခဲ့ကြတာဟာလီမီတာစုရဲ့ကျင်းစာလို့လူပြောများခဲ့ကြပါတယ်ဘရုစ်လီဟာကျေတဝေးထပ်ပိုတဲ့လူသားတစ်ယောက်ပါသူရဲ့ရုပ်ရှင်တွေတည်းမကဘဲနဲ့သူရေးသားခဲ့တဲ့စာအုပ်တွေနဲ့ဒသနာတွေဟာယနေ့အထိအသက်ဝင်နေစေဖြစ်ပါတယ်ဘရုစ်လီဟာတက်တန်း32နှစ်ပဲနေခဲ့ရပါတယ်ဒါပေမဲ့သူလှုပ်ဆောင်သွားခဲ့တာတွေကတော့
လူအနှစ်တရာလောက်ရမယ့်အရာတွေထပ်ပို့ပါတယ်သူကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့နာမည်ဟာကဘာဒီတွေရှင်သန်နေမှာပါတကယ်ချင်းတို့ရော Bruce Lee ကဘလို့စိတ်သက်မျိုးကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ပေးပါဦးဒီလိုဗီဒီယိုမျိုးတွေထပ်ကြည့်ချင်တော့ Startup MN ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ